မနက်စောစောမှာခုံစရာမလိုဘဲနဲ့ခန္ဓာကိုယ်တစ်ကိုယ်လုံးကိုပေါ်ပါလန်းဆန်းစေမဲ့မော်နီကာရီကို၃မျိုးကိုဝေမျှပေးလိုက်ပါတယ်။မိဂလာပါတိချင်တော့ပါဒီနေ့လေ့ကျင့်ခန်း၃မျိုးကတော့မနက်စောစောမှာခန္ဓာကိုယ်တစ်ကိုယ်လုံးကိုပေါ်ပါလန်းဆန်းစေမဲ့မော်နီကာရီကို၃မျိုးကိုဝေမျှပေးလိုက်ပါတယ်။ပထမလေ့ကျင့်ခန်းလေးကကြတော့ခြေထောက်ကလေးကိုဘေးကိုကားတဲ့ခါကျရင်အပေါ်မှာလက်ခုပ်လေးတီးပေးရမယ်ပြီးရင်ပြန်လာမယ်နောက်တစ်ဖက်လက်ခုပ်လေးတီးမယ်ပြီးရင်ပြန်လာမယ်ဒီတိုင်းလေးပဲစီးချက်လေးလိုက်ပြီးတော့ကစားပေးမယ်နော်ဒုတိယတစ်မျိုးကတော့လက်နှစ်ဖက်ကိုဦးခေါင်းနောက်မှာထားပြီးသွားရင်ဒူးခေါင်းလေးကိုရင်ပတ်နားလေးထိရအောင်နှောက်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကကြတော့ခြေထောက်ကိုဘေးကိုဆန်းထုတ်တဲ့ခါကျရင်လက်ကလေးကိုအရှိကိုသွားမယ်ပြီးရင်ခြေထောက်ကကတ်တဲ့ခါကျရင်လက်ကိုအနောက်ကိုပြန်ဆွဲခဲ့မယ်နော်အခုဝင်ညသွားတဲ့မော်နီကာရီကို၃မျိုးကိုတစ်မျိုးကိုအကြိမ်20စီနေ့စဉ်လေ့ကျင့်ပေးလို့ရပါတယ်။မနက်စောစောမှာခန္ဓာကိုယ်ကိုပေါ်ပါလန်းဆန်းစေဖို့အတွက်ဒီမော်နီကာရီကို၃မျိုးကိုနေ့စဉ်လေ့ကျင့်ပေးလို့ရပါတယ်။ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ့်လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်။တိချန်တော်ဖြစ်ပါတယ်။